ကြည့်ရတာယွန်စရာကောင်းတယ်ပဲနှက်တုတ်တယ်လို့အရတာရှိတဲ့ကမ္ဘာအဆန်းဆုံးအစားအစာများဟုတ်Century App ပထမဆုံးတစ်ခုကတော့တရုတ်နိုင်ငံက Century App လို့ခေါ်တဲ့ရာစုနှစ်ဥပဲဖြစ်ပါတယ်ဒီနိုင်ငံမှာဆိုရင်တော့ဒီအဖြစ်တူကိုပဲဥပုတ်လို့လည်းခေါ်ကြပါတယ်သူ့ရဲ့နာမည်ကရာစုနှစ်ဥဆိုတော့နှစ်ပေါင်း100လောက်နှက်ထတာလားဆိုပြီးမေးစရာရှိပါတယ်ဒါမဟုတ်ပါဘူးတကယ်တော့ဒီပဲဥတွေကိုလောက်ပိုင်းလောက်ပဲနှက်ရတယ်လို့ဆိုပါတယ်ဒါပေမဲ့သူ့ရဲ့အတွင်ပြင်ကမဲနှက်နေပြီးအနစ်ကလည်းစိမ့်ပုတ်ပုတ်ဖြစ်နေတာကြောင့်ဒီပဲဥတွေကိုတချို့လူတွေကယွန်စရာကောင်းတယ်ဆိုပြီးပြောကြပါတယ်ဒါပေမဲ့သူ့ကိုဆံပြုတ်လေးထည့်စားလိုက်မယ်ဆိုရင်သူ့ရဲ့အနစ်အရတာက premium လိုမျိုးတော်တော်လေးကိုမှဆွဲမဖို့ကောင်းတယ်လို့ပြောကြပါတယ်ဒါကတော့စားကြည့်မှသိပါမယ်နောက်ပြီးတော့အရင်တော့ကလူကြီးတွေကဘဲဥပုတ်တွေကိုမြင်းလေးနဲ့စိန်ထားတာဆိုပြီးစားနောက်ကြပါတယ်ဒါကြောင့်မလို့နိုင်ငံခြားမှာဒီဘဲဥတွေကို horse urine x လို့တောင်ခေါ်ကြပါတယ်ဒါကတော့အရင်တော့ကလူကြီးတွေစားနောက်ခဲ့ကြတဲ့စကားတစ်ခုပါပဲဒါကိုတင်တော့တကယ်တင်ပြီးဘဲဥတွေကိုမြင်းတင်းနဲ့တွားမစိန်လိုက်ပါနဲ့လို့ပြောချင်ပါတယ်နံပါတ်1ဒူရင်ဒီတစ်ခုကတော့ကျွန်တော်တို့မစိမ့်တဲ့တစ်တီးများရဲ့အရှင်တခင်ဒူရင်ဒီပဲဖြစ်ပါတယ်ဒူရင်ဒီတွေကိုအရှိတောင်အာရှနိုင်ငံတွေမှာအများဆုံးတွေ့ရှိရပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်းကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တင်းလာရီတိုင်းတို့မှာအများဆုံးထွက်ရှိကြပါတယ်အရှိတောင်အာရှနိုင်ငံတွေမှာမှထိုင်းနိုင်ငံကတော့ဒူရင်ဒီအထွက်အများဆုံးနိုင်ငံအဖြစ်သတ်မှတ်ကြပါတယ်နိုင်ငံခြားသားတွေကဒူရင်ဒီအနံ့ကိုအခြေအိတ်ပုတ်နံ့လို့ပြောကြပါတယ်အနံ့ကြောင့်ထပ်ပြေးချင်တော့အောင်ဆိုလွန်းတယ်လို့ဆိုပါတယ်ဒါပေမဲ့တချို့ကတော့စားဖို့ရင်အနံ့စားဖို့ရင်အစီဆိုပြီးပြောကြပါတယ်အဲကအဝါရောင်နှစ်လေးကိုမြည်ချီလိုက်ရင်သူ့ရဲ့အရတာကတင်တော့ကိုတတ်တုတ်တန်စားနေရတာလားဆိုပြီးကိုယ့်ကိုပြန်မေးရလောက်တဲ့အထိအစွမ်းကြီးတယ်လို့ဆိုကြပါတယ်ကျွန်တော်ကတော့မစားဘူးလို့ကျွန်တော်မသိပါဘူးဒီဗီဒီယိုကိုကြည့်နေတဲ့သူက20ကိုစားပြီးကြည့်နေတယ်ဆိုရင်comment အောက်မှာအရတာခန်းစားချက်လေးရေးတွားပေးခဲ့လို့ရပါတယ်နောက်ဆုံးတစ်ခုကိုမပြောခင်မှာဂျိုတင်တောင်းပန်စရာရှိပါတယ်။ပိုင်းကိုထမင်းစားနေရင်နဲ့ကြည့်နေတယ်ဆိုရင်မကြည့်သေးပါနဲ့။အရင်ဆုံးဒီဗီဒီယိုလေးကို save ထားလိုက်ပါ။ပြီးမှထမင်းစားပြီးမှပြန်ကြည့်ပါလို့ပြောချင်ပါတယ်။နောက်ပြီးအတင်းငယ်တဲ့သူဆိုရင်လည်းဒီဗီဒီယိုလေးကိုမကြည့်သေးပါနဲ့။ကဲဆိုရင်ကျွန်တော်တို့ဗီဒီယိုလေးစပါမယ်။နံပါတ်3လောက်ကောင်ပါတော့တင်ခဲဒါတော့အီတလီနိုင်ငံဆာဒီနီယာကျွန်းကခါဆုမာစုပဲဖြစ်ပါတယ်အတိတ်ပဲကတော့လောက်ကောင်ပါတော့တင်ခဲလို့ဆိုပါတယ်သူကတော့တကယ်ကိုထူးဆန်းတဲ့အစားအစာတစ်ခုပါတင်ခဲထဲမှာလောက်ကောင်လေးတွေအရှင်လက်လက်ရှိနေတာပါပဲကြည့်ရတာတကယ်ကိုယွန်းစရာကောင်းတယ်လို့ပြောလို့ရပါတယ်ဒီဒါပေမဲ့တင်ခဲကကဘာပေါ်မှာဒီအကြီးဆုံးနဲ့အရတာအရှိဆုံးဇင်းထဲမှာပါဝင်နေတယ်လို့သိရပါတယ်နောက်ကောင်လေးတွေကတင်ခဲရဲ့အစီကိုခြေဖြတ်ပေးထားလို့ရှာပေါ်တင်လိုက်တာနဲ့အည်ပျော်သွားပြီးဆူရှာတဲ့အရတာကိုပေးစားနိုင်တယ်လို့ဆိုပါတယ်အထူးခြားတာကတင်ခဲထဲမှာရှိတဲ့လောက်ကောင်လေးတွေကပြီးသွားပြီဆိုရင်အဲ့ဒီတင်ခဲကစားလို့မရတော့ဘူးလို့ဆိုပါတယ်ဒါကြောင့်မလို့လူတွေကလောက်ကောင်လေးတွေကိုတစိမ့်စိမ့်ကြည့်ပြီးတင်ခဲကိုစားနေကြပါတယ်တင်းတော့လဲတင်ခဲလဲစားချင်လောက်ကောင်လေးတွေကိုလည်းကြည့်ချင်တယ်ဆိုရင်အီတလီနိုင်ငံကဆာဒီနီယာကျွန်းကိုအလေလာခဲလိုက်ပါလို့ပြောချင်ပါတယ်ဒီဗီဒီယိုကနေပေးချင်တဲ့ဒီငါးစာကတော့အပြင်ပန်းရုပ်ဆိုးနေုံနဲ့အဖို့မတန်ဘူးလို့တတ်မှတ်လိုက်ပါနဲ့အတွင်တာရဲ့တန်ဖိုးကိုမြင်အောင်ကြိုးစားပါဒူရင်ဒီကိုစားချင်ရင်သူ့ရဲ့အနံ့ကိုတီးခံနိုင်မှချုံမြင်တဲ့အရာတာကိုခံစားရတယ်လို့အပွားရဲ့အောင်မြင်မှုနောက်ွယ်မှာလည်းတီးခံကြော်ဖြတ်ရမယ့်အခက်အခဲတွေအများတန်းရှိနေတတ်ပါတယ်တန်ဖိုးရှိတဲ့အရာတွေဟာအများတန်းပုံပန်းတွင်ပြင်လှပနေတာမဟုတ်ပါဘူးတချို့လူတွေကြောက်ရွံ့ရှာနေတဲ့အရာထဲမှာထူးခြားတဲ့အခွင့်အလမ်းနဲ့တန်ဖိုးရှိတဲ့တွေ့ကြုံတစ်တွေရှိနေတတ်ပါတယ်ဒါကြောင့်မလို့ဘာပဲလုပ်တတိရှိလုပ်ပါမကြောက်ပါနဲ့ဒါမှဒါတန်ဖိုးရှိတဲ့အရာတွေကိုရရှိနိုင်မှာပဲဖြစ်ပါတယ်ကျေးဇူးများတင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့လူတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဒီလိုမျိုးဗီဒီယိုတွေကြည့်ရဖို့ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ထားဖို့ပြောချင်ပါတယ်Facebook ကနေကြည့်နေတယ်ဆိုရင်ကျွန်တော်ရဲ့ page ကိုလည်း follow လုပ်ထားဖို့ပြောချင်ပါတယ်အားလုံးကိုကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုမှာကျွန်တော်တို့ပြန်ဆုံပါမယ်အားလုံးပဲ bye bye ပါ